မကြခင်ချန်ပီယံဖြစ်လာလိမ့်မယ်လို့ကြုံဝလိုက်တဲ့ဇော်ဆိုဝါရဲ့တူလီ UFC မှာအသက်30အောက်မှာချန်ပီယံဖြစ်တာဇော်ဆိုဝါနဲ့2ယောက်ပဲရှိတယ်ဆိုတဲ့တဲ့အစ္စလာမ်မှာကချက်ဟာလာမဲ့ပွဲအတွက်အပင်ထန်လိကျင်းနေပြီဆိုတဲ့တဲ့နဲ့ဆက်လက်ပြီးတော့တင်ဆက်ချင်ပါတယ်အားလုံးပဲမင်္ဂလာပါမွန် channel အနီးကြိုဆိုပါတယ်ဗန်ကတော့အသက်30အကုန်ဆုံးအသက်30အောက်မှာ UFC fighter စီရင်အမတ်အစနစ်နေရာမှာရပ်တည်နေပါတယ်သူ့အထက်မှာတော့သူပိုရီးယားတယောက်ပဲရှိပါတယ်လက်ရှိစွန်းရည်ဆိုရင်တော့ဗန်ဟာထိတ်ဆုံးအဆင့်မှာရှိနေတာငင်းလို့မရပါဘူးသူပိုရီးယားနဲ့ဗန်ရဲ့ဘုံစင်စကားကိုယဉ်ကျေးရမယ်ဆိုရင်ထူးချစ်ပါဝါအမြန်နှုံးကစားဟန်ပုံစံကိုယ်ပြတော်တာရှိနေပါတယ်ဗန်ရဲ့ပူမူမန်ဆန်နုံးတာထူးတတ်တဲ့စင်စကီအတော်လေးကိုကောင်းမွန်ပါတယ်နဘန်ပိုင်မှာတော့သူပိုရီးယားဗန်ထက်ပူတာမယ်လို့ထင်ပါတယ်ဘယ်လိုထင်မြင်ကြတဲ့ပရိသတ်တို့ရိုဆိုဗန်ဟာလက်တီဂျီဆန်လူမြန်နဲ့ဆွင်းရည်လည်းရှိပါတယ်သူပိုရီးယားတော့လက်တီတစ်ချက်နဲ့ရန်သူတွေကိုပြဲဘက်တွေကိုအိပ်ပျော်သွားစီခဲ့ပါတယ်ဇော်ဆိုဗန်ရဲ့တူလီကတော့ချန်ပီယံဇော်ဆိုဗန်တို့လိကျင်းကြီးဆဲနေတဲ့အနာဂတ်ကျေပွန်လီပဲဖြစ်ပါတယ်အခုချိန်မှာဆိုရင်တော့ကလီလီကချန်ပီယံကျပါဝင်တခြားဆရာတွေအားလုံးနဲ့အတူချုပ်ကွက်ထူးကွက်တိုက်စစ်ကွက်တွေလည်းအထူးလိကျင်းနေပြီးတော့သူတို့ရဲ့ကလပ်မှာတောက်ပလာမဲ့ကျေပွန်လီဆိုပြီးတော့နာမည်လေးတစ်ခုတီးရနေပြီဖြစ်ပါတယ်ကလီလီကတော့သူတို့ရဲ့တဲမှာချန်ပီယံတယောက်ရှိတာခွင့်အားဖြစ်စီပြီးအနာဂတ်မှာလည်းချန်ပီယံဗန်လိုမျိုးချန်ပီယံတယောက်ဖြစ်အောင်ကြိုးစားသွားမယ်ဒီမှချစ်တော့ပူတီချာသွားတယ်ရှိစေရမယ့်ခရီးလမ်းတွေအများကြီးရှိသေးတယ်လို့ဆိုပါတယ်ဖိုက်ခမ်မာကိုတူရဲ့ရောဆိုဗန်ကပထမဆုံးချန်ပီယံဖြစ်မွေးဖွားလာတာပါကွန်ယူမဆုံးတဲ့အမှတ်တမ်းတွေပါအခုချန်ပီယံနဲ့တူလိချင်းရေးကရပ်တွေဂျင်ဒီကာရဲ့နာမည်ကြီးလာတော့ချန်ပီယံဖြစ်လာဖို့အတွက်တမိုင်းတဲ့ရှောင်းတန်းတွေဆုံးများလာတဲ့မာနယ်ကတ်တွတ်လွန်ခဲ့တဲ့နှစ်တွေအတွင်းဒီလိုအဆက်မျိုးရှိတဲ့ချန်ပီယံတယောက်ကိုတက်ထိုးခဲ့တဲ့စင်ခေါ်သူဖိုက်တာတယောက်မှခင်ဗျားတို့နာမည်တက်ပြနိုင်မှာမဟုတ်ပါဘူး UFC မှာစံချိန်တင်နိုင်ပွဲဆက်မှတ်တမ်းနိုင်ဝေးတန်းတစ်ခုရဲ့ချန်ပီယံနံပါတ်1ဖိုက်တာဆိုတာခါပြီးပြိုင်ပဲဖြစ်ပါတယ်ဒီစကားကိုပြုတ်ခဲ့သူကလာမဲ့ UFC 330မှာအစ္စလာမ်ကချေဝေတာဝေးချန်ပီယံပွဲကိုစင်ခေါ်ထုံထူတရမဲ့အီရန်ဂါလီပါသူ့အမေနဲ့ခရာဒိုလူဝေးတန်းရဲ့အချမ်းဆုံးဘီလူတရဲနှစ်ယောက်ကိုကောင်းရင်ဆိုင်ပြနိုင်ခဲ့ပြီးမဲ့သူ့ရဲ့လာမဲ့ပြိုင်ပဲရဲ့ကုံပုတ်တွေကြောင်းလုံးဝဆော့ထွက်မထားတာတီးချပါဒါကြောင့်မူလာမဲ့ပွဲကတော့အီရန်ဂါလီရဲ့အတွက်ဖိုက်တာတစ်တန်းတစ်လျှောက်အခက်ခဲဆုံးနဲ့အကြီးဆုံးစာစီခါရမဲ့ပွဲဖြစ်နေတာငင်းမရတဲ့အချက်ပါပဲအစ္စလာမ်ကချက်ကအီရန်ဂရီကိုပေါ်တန်တန်ပဲပဲတဲလို့မမြင်ပါဘူး UFC 330အတွက် training camp မှာအစ္စလာမ်ကအကောင်ဆုံးပုံစံမှာရှိနေပြီး camp ထဲကလူတိုက်တဘောချနေကြတယ်လို့တဲ့လူထွက်နေပါတယ်အရင်ဆုံး camp ကိုခါဘစ်နိုမဂူမာဒရော့ရောက်လာပြီးပြင်ထန်တဲ့ training တွေနဲ့အစ္စလာမ်ကိုပြင်ဆင်ပေးခဲ့ပါတယ်အခုတော့အီရန်ဂါရီရဲ့ fighting style ကိုအတူယူနိုင်ဖို့ UFC right witan def chip ကိုပါခင်တဲ့ခေါ်ယူသွားတယ်အစ္စလာမ်ကခင်တဲ့ရှောက်သူ့ထက်ကိုအရွယ်စားပူကြီးတဲ့ legend ဖော်တွေနဲ့